ကိုလင်းလင်းရဲ့ရောင်နေတချင်းဂတာကျူတူတွေလေးကိုကျွန်တော်လုပ်ပြမှာဖြစ်ပါတယ်ဒီတချင်းက6ကျိုးက draw dt လျှော့တယ်6ကျိုး draw dt ဒီချပြီးတော့မှ6ကျိုး5ခွက်ကနေ9ခွက်ကို slide ဆွဲမှာ6ကျိုး5ခွက် slide ဆွဲမယ်9ခွက်5ခွက်ကိုပြန်တော့မယ်6ကျိုး4ခွက်လူကျိုး6ကျိုးပြီးရင် power chord ဒီပုံစံကိုရောက်မယ် power chord ဒီပုံစံမှာဘယ်လိုတီးရလဲဆိုရင်5ကျိုး5ခွက်4ကျိုးက9ခွက်အဲ့တော့မှလက်ညိုးက4ကျိုး4ခွက်မှာထောက်မယ်ဒီလိုပုံစံမျိုးပေါ့အဲ့မှာတီးလို့ရှိရင်အောက်က1 2 3ကိုယူလောက်ထားမှာလက်ညိုးနဲ့ပြီးရင်ဘယ်လိုတီးရလဲဆိုတော့ဘယ်လိုတီးရလဲစာချင်းဒီနှစ်ချောင်းကိုကိုင်ပြီးရင် G ကိုတွားမယ် G ကိုက draw D ချထားတဲ့အတွက်ကြောင့် G ကဒီမှာရောက်နေတာ6ကျိုး5ခွက်5ကျိုး5ခွက်4ကျိုးက4ခွက်မှာသူတီးတဲ့ခါကျရင်ဒီလိုတီးရမယ်ကျွန်တော်နေ့လေးတစ်ခေါက်ပြန်ပြပါမယ်